အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်စိုးသူနည်းပညာ channel လေးအနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကကျွန်တော်ဒီ my ID မှာပေါ့နော် my ID တော့ဒီဆော့တဲ့အချိန်မှာတချို့ဒီ point လေးတွေမပေါက်တာကြာပြီပေါ့နော်မပေါက်တာကြာပြီအခုကျွန်တော်ဒီ MB လေးတွေ point လေးပေါက်နေပေါ့နော် my ID မှာပေါက်နေပြီကျွန်တော်ဒီအရင်ကတင်ပေးခဲ့ဘူးတဲ့ software လေးပေါ့နော် auto ဆော့တဲ့ဟာလေးမှာကျွန်တော်ဒီ my ID မှာပေါ့နော်အဲဒီ my ID 6 gig ပေါ့နော် my ID 6 gig မှာအခု point လေးတွေ MB လေးပေါက်နေပြီပြီးလို့ရှိရင်တချို့အရင်တင်ပေးခဲ့တဲ့ software upgrade တွေကတချို့အခုချိန်မှာသုံးလို့မရရှိရပေါ့နော်အဲကြောင့်မလို့အခုအသစ် upgrade ပေါ့နော် upgrade အသစ်လေးကျွန်တော်တွေ့ထားတာရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဟိုနေ့ကလေးတင်ပေးမလို့မတင်ပြလို့ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်အဲ့ဒီ upgrade အသစ်လေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်every အသစ်လေးကိုဘယ်လိုထောင်းရမလဲဆိုတာလေးကိုကျွန်တော်တစ်စင်းချင်းပြပေးပါမယ်အဲ့ထောင်းရမယ့် link လေးကိုတော့ကျွန်တော် Telegram မှာတော့ software တင်ထားပါတော့ Telegram link လေးချပေးထားမယ်အဲ့ Telegram မှာဝင်ထောင်းပေးပေါ့နော်ထောင်းတဲ့နည်းလေးပြပေးမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရိုးရိုးဒီအပြင်မှာ link ချလို့ရှိရင် link တွေအသေးသွားလို့ပေါ့နော် link ချလို့မရလို့မလို့အဲ့ဒါကြောင့် Telegram မှာတင်ထားတယ် Telegram မှာဝင်ထောင်းပေးပေါ့နော်အဲ့တော့ကျွန်တော် every အသစ်ပေါ့နော်ဒီအခုဟာ MB လေးလည်းပေါက်တယ် point လေးလည်းပေါက်တယ်ပေါ့နော်အဲ့ဒါလေးကိုဘယ်လိုထောင်းရမလဲဆိုလို့ရင်ကျွန်တော် video comment အောက်မှာတော့ link လေးချပေးထားတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပေါ့နော်အခုမြင်တွေ့နေရတဲ့ဟာလေးရတော့ဒါကျွန်တော် Telegram ဆိုတော့ကျွန်တော်ဒီ Telegram link ပေါ့နော်ကျွန်တော် video ရဲ့ comment အောက်မှာမြင်နေတွေ့ရတဲ့ပုံစံမျိုးလေးသဘောထားလိုက်ပေါ့နော်ဒီကောင်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော် link လေးချပေးထားမယ်အဲ့ကောင်လေးနှိပ်လိုက်ပေါ့နော်နှိပ်ပြီးမှ open လိုက်လို့ရှိရင်ကျွန်တော် Telegram နဲ့ရောက်သွားမယ်ပေါ့နော်အဲ့တော့အဲ့လိုလေးဒီလိုလေးရောက်လိုက်ပေါ့နော်ကျွန်တော်ဒီမှာပေါ့နော်ဒီ software လေးဖြစ်ပါတယ်ကျွန်တော်ပင်ထောက်ပေးထားပါတော့ဒီမှာ my ID ကို gain average အသစ်ဆိုရပေါ့မူရင်းပြီးလို့သူကဆိုရလေးပေါ့နော်ဒီကောင်လေးပေါ့နော်အဲ့ဒါလေးဖြစ်ပါတယ်ဒါကျွန်တော် Telegram မှာကဟိုနေ့ကလေးတင်ထားပေါ့နော် Telegram မှာကတင်ထားတာကြာကျွန်တော်ဒီ YouTube မှာမတင်ဖြစ်လို့ပေါ့နော်အဲ့မှာပေါ့နော်အဲ့ကောင်လေးပေါ့နော်အဲ့လေးကိုကျွန်တော် download ဆွဲလိုက်ပေါ့နော် download ဆွဲပြီးကမှကျွန်တော် install တင်လိုက်ပေါ့နော်အဲ့တော့ download ဆွဲနေပြီခဏလေးစောင့်လိုက်မယ်download ဆွဲလို့ပြီးတော့မှာပေါ့နော်ခဏလေးစောင့်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်download ဆွဲလို့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါလေးကိုနှိပ်ပြီးမှ install တင်လိုက်ပေါ့နော်ကျွန်တော်ဒီမှာ setting လေးနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီကောင် install တင်ဖို့ခွင့်ပြုချက်တောင်းတော့ပေါ့ဒါကလေးဖွင့်ပေးလိုက်ပေါ့နော်ဒါတချို့ကြဒါတစ်ခါမှမတင်ဘူးတဲ့သူဆိုလို့ရှိရင်အဲ့လိုလေးပြပါနော်ပြီးလို့ရှိရင်နောက်တစ်ချိန်ထပ်ပြီးမှနှိပ်လိုက်မယ်အဲ့တော့ဒါဆိုရင်ကျွန်တော်ဒီမှာ install တင်နေပေါ့နော်ခဏလေးစောင့်လိုက်မယ်ပြီးလို့ရှိရင် install ဆိုလေးနေလေးပေါ့နော်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော် install တင်နေပေါ့နော်ခဏလေးစောင့်ပြီးလိုက်မယ်နော်ကျွန်တော် install လေးတင်နေတော့မလို့ပေါ့နော်ဒါဆိုပြီးသွားပြီဒန်းနေပြီးကမှကျွန်တော်ပြန်ထွက်လိုက်လို့ရပြီပေါ့နော်ပြန်ထွက်ဒန်းနေလိုက်ပေါ့နော်ဒန်းနေပြီးကမှကျွန်တော်ပြန်ထွက်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ software လေးရောက်လိုက်ပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်အားလေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်ကျွန်တော်ဒီမျိုးလေးပေါ်လာအလောင်းပေးပြီးလို့ရှိရင်ဒီပေါ်ကဖုန်းနံပါတ်လေးရိုက်ထည့်လိုက်ပေါ့နော်ဖုန်းနံပါတ်ရိုက်ထည့်ပြီးလို့ရှိရင် get code ဆိုလေးနှိပ်လိုက်မယ်ပြီးရင်သူက OTP code လေးချပေးလိမ့်မယ်ပေါ့နော်OTP လေးကိုကျွန်တော်ဒီထည့်ထည့်လိုက်ပေါ့နော်အဲ့တော့ OTP ကြာကြီးဒီကောင်လေး copy ကူးကမှကျွန်တော်ဒီထဲလေးထည့်လိုက်မယ်ပေါ့နော်ထည့်ကမှ verify OTP ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်လို့ရှင်เนาะဒါဆိုတော့ဒီနေရာလေးမှာကျွန်တော်နံပါတ်လေးတစ်ခုပေါ့နော်နေလေးရေးခိုင်းတာပေါ့ကျွန်တော်1လို့ပဲရေးလိုက်မယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ပွင့်သွားပြီပဲဖြစ်ပါတယ်ဒါကျွန်တော်ဆော့လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီချိန်တော့မပေါက်ဘူးပေါ့နော်ဒီချိန်မပေါက်တဲ့အတွက်ကျွန်တော်ဆော့မပြတော့ဘူးပေါ့နော်ကစားခွန်လေးနေလုံးမဆော့ပြတော့ဘူးဒါဆိုတော့ကျွန်တော်ဒီဖွင့်လို့ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီဝင်ဆော့ပေါ့နော်မိုင်းလန်ဂိမ်းတွေရောတခြားဂိမ်းတွေရောဒီထဲမှာပါတယ်ပေါ့နော်ဒါဝင်ဆော့ရုံပဲပေါ့နော်ကျွန်တော်တော့မဆော့တော့ဘူးပေါ့နော်ဟိုဒီချိန်ကမပေါက်လို့ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအကောင့်လေးဒါသုံးအောင်ဝူးသေးလို့ရှင်အကောင့်လေးလောက်ကြည့်ပေါ့နော်အခုဒါ average အသေးလေးထွက်တာဖြစ်ပါတယ်အကောင့်လေးနဲ့အဆင်ပြေမဲ့ထင်တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်